ဘဝမှာလူရလို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်အပေါ်မှာလိုတဲ့လူတွေရှိတယ်လို့မလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြက်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရဘူးကိုယ်လည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်ဆိုတာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကဘာခံစားကြရရှိလဲစဉ်းစားကြည့်နော်တခါကြီးဒီမိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုယ့်အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူ့စကားသူထင်တာသူ့အထင်ဟာကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဘူးဆိုလိုတာကသူ့ရဲ့စကားတန်တွေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူးပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံတွေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တရွက်6တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသေလောယထာဧကကနောဝါဒေနနသမိရတိဧဝံနေနပတံသာဒုနသမိစ္ဆန္တိပန္တိတာအမျှော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟုသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတဲ့တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်လို့ပတ်ဝန်းကျင်ကိုဆက်သန်သည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေးပြင်းများမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာအားကျစရာလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးတည်င်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရှင်းနေတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနတ်ကအဲ့ဒီယဟန်တော်လေးနဲ့ရင်းနှီးတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နတ်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်
ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနတ်လို့ဖေးတိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကလျှောက်တယ်တဲ့အရှင်ဘုရားလမ်းဆောင်လမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့ညာလို့ပြောနေကြတယ်တဲ့ပိဋကရေဘယ်သူကပြောတာတော့နတ်ကပြောတာဘယ်သူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလဲဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုန်လှုပ်သွားမလဲဒကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူဉာဏ်ဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်။ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားတွေကိုပတ်ဝန်းကျင်ကစကားသံတွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့။အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့။သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှာလဲ။ဟင်ဒကမကြီးတွေအဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်းခုမျက်နှာမသားမယာဒီမှာဟုတ်တပေါင်းမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားသံတွေကြောင့်မျက်နှာမသားမယာမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့ဒီနာဤထိုစကားသံတို့ကြောင့်ဒီနာထိုစကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥဒင်းပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်တွေကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလေတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုန်လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်များဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိတယ်လို့မုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိတယ်လို့ကဲ့ရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နှိမ့်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုန်းလို့ပြောတဲ့စကားတွေကိုမြတ်နိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘလို့ပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်နဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအဓိပ္ပာယ်ရဲ့ရှင်းလင်းချက်ဒုတိယအဓိပ္ပာယ်ဆက်ပြီးတော့သွားကြရအောင်ပရိသံသူဓမ္မတို့ဤကတာကတံပြုအပ်မပြုအပ်အယက်ရဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခိယအလုတ်တခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရပတ်ဝန်းကျင်မှာလူတွေအများကြီးရှိတယ်ဇေယျအမျိုးမျိုးရှိတယ်ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလုပ်ပြီးတော့နေကြတာမရှိဘူးလားကိုကြိုက်တယ်လို့ပြောမယ်ကိုကြိုက်တယ်လို့လုပ်မယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လုပ်နေကြမှာပဲလေလူတွေကအဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကတော့မကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ကွန်ထရိုးလုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာသူများလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လား
ဒါကြောင့်သူများဘာတွေလှုပ်တယ်မလှုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလှုပ်တာသူ့ကံလေဟုတ်လားသူ့ကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်ဒကာကြီးဒီမကြီးများကိုလှုပ်တာကိုယ်ကံဒီကိုယ့်ကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်နေဗျသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသိုလ်ဖြစ်တာပဲများတယ်ဒါတကားကြီးဒီမကြီးများနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စဉ်းစားကြည့်နော်အကုသိုလ်တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်အဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရောသူမပြေးလဲဘူးဆိုတော့ကိုကစိုးရိမ်လို့ကိုကမပြေးလဲရောဟုတ်လားသူပြေးလဲလို့ဆိုတော့လည်းပဲလောဘတွေနဲ့ရင့်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စားလူယုံမာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပြီမဲ့လို့အဲ့ဒီတည်ငါမှအဲ့ဒါလို့တွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်မှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားတဲ့စိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျသတင်းစာတွေကလည်းဝင်နေ TV တွေကလည်းဝင်နေဗီဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြင်နဲ့ရောက်မနေဘူးလားရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်နဲ့ကိုတကယ်လုပ်ရမယ့်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအကုသိုလ်တွေဖြစ်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးကမိုင်းများအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအကုသိုလ်ဖြစ်ရင်းနဲ့ကုန်တာလားအိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုန်ခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုန်ခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ကိုရှင်တို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းရတယ်အကျိုးရှိခြင်းရတယ်ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျှင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေ့လုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့နီးစပ်သွားပြီဟုတ်လားတခါကြီးဒီမိုင်းများသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရာဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါတယ်နော်တခါကြီးဒီမိုင်းများဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရဲ့လားပရိသံသူတစ်ပါးတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာဝေခိယအလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရတောင်မြို့စတော်ကြီးအနှစ်ပေးတာအင်မတန်ကောင်းတယ်အလုတ်တစ်ခုဂယုပြု၍ကြည်ရှုဆင်ញင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုပ်နေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ်စတော်ကြီးကတိလို့မို့ပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်တတိယဆုံးမချက်ကိုနည်းနည်းလေးဦးစားပေးပြီးတော့ပြောကြလို့တတိယဆုံးမချက်ကဘာလဲ
အတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအဝခိယအလုတ္တကိုဂယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုအကြောင်းကိုစဉ်းစားရမယ်ပိဋကဘာလဲလေကိုအကြောင်းကိုစဉ်းစားရမယ်ငါဘာတွေလုပ်ထားလဲငါဘာတွေမလုပ်ရသေးဘူးလေငါဘယ်လိုအည်အသွေးရှိအောင်လုပ်တဲ့အလုပ်တွေကိုဘယ်အတိုင်းတာထိလုပ်ပြီးပြီလေကိုအကြောင်းကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကိုအကြောင်းကိုပြဿနာကိုယ့်ကိုဖြေရှင်းရမှာဗျာဘယ်သူကမှဝိုင်းပြီးတော့တစီကလေးဖြေရှင်းမပေးနိုင်ဘူးတကယ်စင်စစ်ဟုတ်လားဒါကြောင့်ကိုအကြောင်းကိုပေနေနေစုံကြီးစမ်းကြီးကိုအကြောင်းကိုစဉ်းစားရမယ်အဲ့ဒီအကြောင်းကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောချင်တာကိုအကြောင်းကိုစဉ်းစားတဲ့နေရာမှာကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းရှိတယ်ကိုရဲ့အကြောင်းကိုကိုသိအောင်လုပ်တဲ့အပိုင်းရှိတယ်ဦးဇင်းတို့ဒီကနေ့ညနှစ်ပိုင်းပြောသွားမယ်ကိုအကြောင်းကိုစဉ်းစားရမယ်သိအောင်လည်းလုပ်ရမယ်ဒီစကားလေးတွေကအင်မတန်အနှစ်ရှိတယ်လို့ဦးဇင်းတို့ယုံကြည်ပါတယ်တည်တည်ချာချာနားဆိုင်ထောင်ကြနော်ဒကမာကြီးများကိုရဲ့အကြောင်းကိုကိုစဉ်းစားရမယ်ပြီးတော့ကိုအကြောင်းကိုသိအောင်လည်းလုပ်ရမယ်ဘယ်နှချက်လဲနှစ်ချက်ရပထမစဉ်းစားရမယ်ဆိုတာလေးကိုပြောကြည့်ရမြတ်စွာဘုရားအထက်ထက်တိုက်တွန်းပါတယ်ဗျာဦးဇင်းတို့ယဟန်တော်တွေကိုစဉ်းစားရမယ်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်အဲ့ဒီတည်းကတစ်ချက်စိတ်ဝင်စားစရာသိကောင်းတယ်ဒကာကြီးဒကမာကြီးများနဲ့လည်းပတ်သက်တယ်လို့ထင်တယ်မေငါဤရတိန်ဒီဝါညစ်နေတို့သည်ကထံဘုဒ္ဓတအဘေတုဖြစ်ဖြစ်စဉ်ဝီတိဝတ္တန္တိကုံလွန်၍သွားကြကုန်တည်းဣတိဤသို့ပပ္ပစိတေနာသာသနာဝန္တံရှင်ယဟန်တိအဘိနံနိညမပြပိစဝခိတဗ္ဗာနိဆင်ញင်တိုက်ကုန်၏ငါရဲ့နေ့တွေရက်တွေဟာဘယ်ပုံစံနဲ့အချိန်ကုန်ခဲ့တာလဲလို့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာစဉ်းစားရမယ်စဉ်းစားတာမှအမြဲတမ်းစဉ်းစားရမယ်အဘိနံအမြဲတမ်းစဉ်းစားရမယ်တဲ့ဒကာကြီးဒကာမကြီးများကမစဉ်းစားတတ်ဘူးလားစဉ်းစားလိုက်တယ်ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းအခုအသက်90ရှိပြီဘာတွေမေရရကိုယ့်အတွက်ထောက်ခံဖြစ်မဲ့ကိစ္စတွေဘာတွေလုပ်ထားလဲဘာတွေခိုင်မာကို့မှာအသိဉာဏ်တွေရှိပြီလေဝိုးဝါဒရောင်ပေးရောင်နာနဲ့အချိန်ကုန်ခဲ့တာများတယ်ဒီစကားကဘယ်သူကိုပြောလွဲခဲ့ပါတယ်ဗျာဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာဒကာကြီးဒီမကြီးများဟုတ်လားအသက်တွေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးသားလို့အင်မတန်နေတယ်ကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဘယ်တင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လားလူတော်များများဟာကိုအားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရတာဒီကမကြီးများအဲ့ဒါဟုတ်လားသေချာစဉ်းစားကြည့်နော်ဘာဖြစ်လို့အားမရဘဲနဲ့မကျင့်တတ်ဘဲနဲ့နေရလဲဆိုတော့အားရเสียရှိအောင်ကျင့်တတ်เสียရှိအောင်လုပ်မှမထားပဲကိုစိတ်ကအမှန်သိတယ်ဗျာကို့မှာအားရเสียမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကို့မှာကျင့်တတ်เสียတကယ်မရှိဘူးဆိုရင်ကျင့်တတ်တဲ့စိတ်ကတကယ်ဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုအသက်ဘလို့ကြီးခဲ့တာလဲကိုရဲ့နေ့တွေရက်တွေလတွေဘလို့ကုန်ခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုန်ခဲ့တာများတယ်ဗျဒီကမကြီးတွေအဲ့ဒါဟုတ်လားများသောအားဖြင့်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကိုပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်ကြီးကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရမယ်ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလုပ်ပြီးပြီလဲငါဘာတွေမလုပ်ရသေးဘူးလဲအဲ့ဒီအလုပ်ကလည်းဘလောက်အဖိုးတန်တဲ့အလုပ်လဲဘလောက်အဖိုးမတန်တဲ့အလုပ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော်အတနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောအမှုတို့ကို၎င်းအကတာနိစ္စမပြုအပ်သောအမှုတို့ကို၎င်းအဝေခေယအလုတ္တခုဂယုပြု၍ကြည့်ရှုဆင်ခြင်ကြကုန်ရ၏ကိုဘာတွေလုပ်ပြီးပြီလဲဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုစဉ်းစားရမယ်
စဉ်းစားလိုက်လို့ရှိရင်ကိုယ်အကြောင်းကိုစဉ်းစားရင်နှစ်မျိုးတွေ့မယ်ဗျတရားကိုဦးဇင်းကအစီအစဉ်လေးချပြီးတော့ပြောနေတာနော်ကိုယ်အကြောင်းကိုစဉ်းစားရမယ်သိရမယ်လို့စောစောကနှစ်မျိုးပြောခဲ့တယ်နော်အခုစဉ်းစားရမယ်အပိုင်းကိုပြောနေတာသိရမယ်အပိုင်းကိုမပြောသေးဘူးစဉ်းစားတဲ့အပိုင်းမှာလည်းပဲစဉ်းစားရင်လည်းနှစ်မျိုးတွေ့မယ်ကိုယ်အကြောင်းကိုစဉ်းစားရင်ဘယ်နှမျိုးတွေ့မယ်နှစ်မျိုးတွေ့မယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့မကောင်းခွက်ကိုယ့်ရဲ့ကောင်းခွက်တနည်းအားဖြင့်ကိုယ့်ရဲ့မကောင်းတာရဲ့ကိုယ့်ရဲ့ကောင်းတာရဲ့ဒီနှစ်မျိုးကိုတွေ့ရမယ်တရားဓမ္မတို့ဦးဇင်းတို့ဆိုတာကောင်းတာရဲ့မကောင်းတာရဲ့ကိုရောမှွေထားတာပဲမဟုတ်လားကောင်းတာကြီးပဲလားမဟုတ်ဘူးဒါမြင်မကောင်းတာကြီးပဲလားမဟုတ်ဘူးကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုလည်းမကောင်းဘူးလို့သိရတယ်ကောင်းတာတွေကိုလည်းကောင်းတယ်လို့သိရတယ်မကောင်းတာကိုမကောင်းဘူးလို့ငါမယ်မကောင်းတာတွေရှိတယ်လို့စဉ်းစားမိတော့ဘာအကျိုးရှိလဲဆိုတော့ဒီမကောင်းတာတွေဟာငါ့ကိုမကောင်းကျိုးကိုဖြစ်စေမှာလို့စဉ်းစားပြီးတော့အဲ့ဒီမကောင်းတာတွေကနေလွတ်မြောက်အောင်ကြိုးစားဖို့ဒါအရေးကြီးတယ်နော်တခါကြီးမိုက်မြမကောင်းတာကိုစဉ်းစားတယ်ဆိုတာအလကားစဉ်းစားတာမဟုတ်ဘူးအဲ့ဒီမကောင်းမှုကနေယုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စဉ်းစားရမှာဟုတ်လားကောင်းတာကိုစဉ်းစားတယ်ဆိုတာလည်းဘဝင်မြင့်ဖို့စဉ်းစားတာမဟုတ်ဘူးအဲ့ဒီကောင်းတာကိုစဉ်းစားလိုက်တော့ငါတန်တယ်ပဲကောင်းတာတွေလည်းရှိပါလားဆိုတော့ပီတိတွေနဲ့အားဖြစ်လာတယ်အားဖြစ်ဖို့အတွက်စဉ်းစားရတာမကောင်းတာကိုကြတော့ယုံထွက်ဖို့စဉ်းစားရတာကောင်းတာကိုကြတော့ရှစ်ဆက်ဓာတ်တဲ့ကောင်းခြင်းစိတ်တွေပေါက်လာအောင်အားဖြစ်ဖို့စဉ်းစားရတာတူသလားမတူဘူးမြတ်စွာဘုရားကတော့ဥပမာနဲ့ပြောတယ်ဗျာအင်မတန်လှခြင်းပခြင်းတဲ့လူလင်ပြိုလုံးမပြိုကလေးရေမိုးချိုးပြီးတော့ဘာလုပ်တော့ဆိုမှန်ကြည့်မယ်လေမှန်မကြည့်ဘူးလားကြည့်တယ်နော်ဒီလူတွေနေတိုင်းအသက်ကြီးတာကြည့်တယ်မှန်ကတော့နေတိုင်းကြည့်ကြမယ်ထင်ပါလေဟင်ဒီမှာကြီးများမှန်ကြည့်တဲ့နေရာမှာရည်ရွယ်ချက်နှစ်မျိုးရှိတယ်ဗျအမလီဦးစင်းရဲ့မှန်ကြည့်တာများကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်နှစ်မျိုးရည်ရွယ်ချက်တွေပါတယ်များပြောနေရသေးလားလို့မအောင်မင်းနဲ့ရည်ရွယ်ချက်နှစ်မျိုးရှိတယ်ဗျဒီကမာကြီးများမှန်နေတိုင်းကြည့်နေတာအဲ့ဒီရည်ရွယ်ချက်ကလေးပြောနိုင်မလားမသိမှန်ကြည့်တဲ့ရည်ရွယ်ချက်နံပါတ်1မျက်နှာပေါ်မှာမတင့်တယ်တာတွေမတက်ရတာတွေမြင်လို့မကောင်းကြည့်လို့မကောင်းတာတွေတွေ့လို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားပစ်ဖို့ဟုတ်လားအညစ်အကြေးတွေမြန်ပေးနေလားမျက်ဝတ်တွေမြန်ထွက်နေလားဟုတ်လားအဲ့ဒါတွေမကောင်းတာတွေရှိနေရင်ဘာလို့ပစ်ဖို့လဲဖယ်ရှားပစ်ဖို့သုတ်သင်ပစ်ဖို့တန့်ရှင်းသွားအောင်လုပ်ဖို့အဲ့ဒါပထမရည်ရွယ်ချက်နောက်ဒုတိယရည်ရွယ်ချက်ကဘာလဲဒီကမာကြီးများပြောပါဦးမြတ်ဒုတိယရည်ရွယ်ချက်ကတော့ပိုးပြီးတော့လှတဲ့လှအောင်ပြင်ဖို့ဟုတ်တယ်မဟုတ်လားကြည့်ကောင်းနေတာတွေကိုပိုးကြည့်ကောင်းသွားအောင်လုပ်မယ်လေမျက်လုံးဆိုရင်လည်းမျက်လုံးနဲ့ဆိုင်ရာလှတဲ့လှအောင်ပေါ့နော်တချို့ဆိုရင်မျက်နှာပေါ်မှာအယောင်ကိုစုံလို့လှုပ်ထားလိုက်တာကြည့်ကောင်းမလားဆိုပြီးတော့လှုပ်တာပဲကြည့်ကောင်းမကောင်းဆိုတာတော့တချို့လည်းကြည့်ကောင်းရင်ကောင်းမှာပေါ့ထားပါတော့လေအဲ့တော့ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုရင်ပင်ကိုကောင်းနေတာလေးကိုပိုးပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်ဖို့ဒါလေးမပါဘူးလားပါတယ်ဗျပေါ့ပေါ့တန်တန်သဘောမထားနဲ့နော်မြတ်စွာဘုရားအဲ့ဒီတိုင်းပြောတာဗျမှန်ကြည့်တယ်လို့ပဲတဲ့တရားဒီဟုသောမှန်ကိုထောင်းပြီးတော့ကြည်စမ်းပါမကောင်းတာကိုတွေ့လို့ရှိရင်အဲ့ဒီလူလင်မျိုးလုံးမပြိုဟာဖယ်ရှားပြစ်တယ်လို့မျိုးအညစ်အကြေးကိုဖယ်ရှားပြစ်ရကောင်းတာတွေ့လာရင်ဒီကောင်းတာလေးရှိတယ်ကောင်းတာလေးဟာချမ်းသာတယ်ဆိုပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရမယ်မကောင်းတာကိုတွေ့တော့ဖယ်ရှားတယ်ဆိုတာဘယ်လိုစိတ်ဓာတ်မျိုးနဲ့ဖယ်ရှားရမှာလဲဆိုတော့ဘုရားကတော့ဥပမာတွေအမျိုးမျိုးပေးတက်လွန်းတယ်ဗျာရေမိုးချိုးပြီးတော့ထားတဲ့လူတယောက်ရဲ့လေပင်ကိုမွေးသေးကောင်ပုတ်တို့ခွေးသေးကောင်အပိုင်းအစအပုတ်တွေတစ်ခုခုလေပင်ဆွဲပေးတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးကိုဆက်ဆုပ်တဲ့စိတ်ရွံရှာတဲ့စိတ်နဲ့တခါတည်းကိုဖယ်ပစ်ဖို့ကြိုးစားမှာပဲမဟုတ်လားအဲ့ဒါလိုမျိုးစိတ်ထားရမယ်တဲ့မကောင်းတာများတကယ်လို့တွေ့ခဲ့မယ်ဆိုရင်ဒါကိုအကြောင်းကိုစဉ်းစားတဲ့အပိုင်းတွေကိုပြောနေတာနော်မြတ်စွာဘုရားကတော့အမျိုးမျိုးဟောပါတယ်ဦးဇင်းတို့ဒွေတာဝိတကသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေမကောင်းတာတွေတွေ့ရင်တဲ့မြတ်စွာဘုရားကစဉ်းစားပါတယ်တဲ့ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမကောင်းတာကြီးဟာငါအတွက်လည်းအကျိုးမရှိဘူးသူများအတွက်လည်းအကျိုးမရှိဟုတ်လားဆင်းရဲစေတဲ့ပင်ပန်းစေတဲ့ငြိမ်းချမ်းဖို့မဖြစ်ဘူးလို့တွေးပြီးတော့သူပယ်လိုက်တာပဲတဲ့အဲ့ဒါလိုတွေးလိုက်လို့ရှိရင်ရော့သွားတယ်မကောင်းတဲ့စိတ်တွေဟာ
နွားကြောင်းတဲ့နွားကြောင်းသားဟာသူများရဲ့စိုက်ခင်းတွေကိုမစားဖို့နွားကိုဂယုတစိုက်တခါတည်းဒုတ်တွေပါတယ်နဲ့ပြစ်ခတ်ပြီးတော့ထိန်းချောင်းတယ်လို့မျိုးပါပဲတဲ့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့ဒီရဲ့အန္တရာယ်ကနေကာကွယ်လိုက်ရတာသဘောပေါက်တယ်နော်အေးဒါကြောင့်မကောင်းတာတွေ့ရင်လွတ်မြောက်ဖို့ဆိုတဲ့စိတ်ကူးနဲ့ကိုယ့်အကြောင်းကိုစဉ်းစားရတယ်ကောင်းတာတွေ့ရင်တော့အားဖြစ်ဖို့ဒီစကားလေးလည်းမမေ့နဲ့နော်မကောင်းတာကိုလွတ်မြောက်ဖို့ကောင်းတာကြတော့အားဖြစ်ဖို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနီးယူစရာလေးအတုယူစရာလေးဇတ်တော်လေးတစ်ခုပြောပြမယ်ကိုမကောင်းတာကိုကိုမြင်ပြီးတော့ကိုမကောင်းတာကိုသိပြီးတော့အဲ့ဒီမကောင်းမှုကနေယုံထွက်သွားကြတဲ့သူတော်ကောင်းတွေရဲ့အကြောင်းတခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဘုရားလောင်းကြီးပစ္စည်းဥစ္စာသိပြီးတော့အင်မတန်ကြွယ်ဝတဲ့တထေးသားတစ်ယောက်ဖြစ်တယ်အိမ်တော်လေးပါးလေးကြာပြီးတော့နောက်တော့လူဘဝနဲ့စင်ကြယ်တဲ့အကျင့်ကိုကျင့်ဖို့မလွယ်ဘူးလို့နားလည်ပြီးတော့ပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုအကုန်စွန့်ပြီးတော့တောထဲမှာရသေးဝစ်ပြီးတော့နေတာနှစ်ပေါင်းများစွာကတိုင်းပရိကံကိုစ조사အားထုတ်ပေမယ်လို့ဦးဇင်းတို့ဘုရားလောင်းကြီးဇံအဘိညာဉ်မရရှာဒီပြင်ဇတ်တော်တွေလည်းဆိုရင်မကြခင်မှာပဲဇံအဘိညာဉ်ရတယ်လို့တွေ့ရတယ်အဲ့ဒီဇတ်တော်မှာမရဘူးဘာကြောင့်မရတယ်လဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းကြီးကသူ့ရဲ့အမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့မာနအင်မတန်ကြီးတယ်တဲ့ပိဋိဘာကြောင့်ဇံမရတာတော့မာနကြီးလို့တဲ့အဲ့ဒါတောထဲမှာတရားတော်အထုတ်နေတာပဲတရားကမရဘူးအဲ့ဒါတနေ့တော့ဥပုသ်နေ့တနေ့မှာသူ့ရဲ့ကြောင်းလေးကိုကြောင်းဝင်းလေးကိုတိရစ္ဆာန်၄ကောင်ရောက်လာတယ်အဲ့ဒီတိရစ္ဆာန်၄ကောင်ကဥပုသ်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရောက်လာတာအခိုက်အတန့်တိရစ္ဆာန်ဖြစ်နေပြီမလို့အဲ့ဒါသူတော်ကောင်းအလောင်းအလျာတွေအဲ့ဒီတိရစ္ဆာန်တွေကပထမဘယ်သူရောက်လာလဲဆိုတော့အရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးရောက်လာတယ်အဲ့ဒီခိုကလေးကဘယ်နဲ့ကြောင့်ရောက်လာတော့ဆိုတော့အဲ့ဒီဥပုသ်နေ့နန္ဒခင်းမှာသူကအစာရှာတယ်သူ့ခိုမကလေးနဲ့အစာရှာတယ်အဲ့ဒီလိုအစာရှာနေတော့ကောင်းငင်ကစွန်တကောင်ကအဲ့ဒီခိုကိုလာပြီးတော့တုတ်တာခိုမလေးကကန်ဆိုးတော့သိမ့်ရဲ့စွန်ရဲ့လက်သေးကြားမှာပါသွားတာအဲ့ဒါခေါင်းဖြတ်ပြီးတော့သွေးတန်ရည်ရစားပလိုက်တယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အနုရုဒ္ဓဖြစ်လာမဲ့ခိုကလေးကတဏှာကနေကြည်ပြီးတော့အင်မတန်စိတ်ဆင်းရဲတဲ့ပူလောင်တဲ့သူခံစားရတယ်ငါခိုမလေးတည်သွားပြီမရှိတော့ဘူးအဲ့ဒါနဲ့သူအစာဆက်ရှာလို့မရဘူးအင်မတန်ဆင်းရဲတယ်အဲ့ဒီမှာသူစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဒီလောက်ပူလောင်တဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲလို့စဉ်းစားတယ်တဲ့ဦးဇင်းကဒါလေးတွေကိုသဘောကျတာဗျစိတ်တွေဆင်းရဲလာပြီဆိုရင်ရက်ပြီးတော့နည်းနည်းလောက်စဉ်းစားကြည့်စမ်းပါတရားခံရှာတာနော်ဒါဘာကြောင့်ဆင်းရဲတာလဲဒါလေးစဉ်းစားတဲ့အဲ့ဒီတော့အဲ့ဒီခိုလေးကဉာဏ်ရှိတဲ့ခိုကလေးဆိုတော့အဖြေမှန်တွေ့တယ်ဩငါရဲ့ခိုမရဲ့အပေါ်မှာမပြတ်သားတဲ့တန်ရောစဉ်အနှောင်အဖွဲ့ကြောင့်ငါစိတ်ဆင်းရဲရတာကိုစွန်ရဲကြောင့်စိတ်ဆင်းရဲတာလို့ဒီလိုအဖြေမှားမတွေ့ဘူးနော်ခိုမလေးသေလို့စိတ်ဆင်းရဲတာလို့လည်းဒီလိုအဖြေမှားမတွေ့ဘူးနော်ဒီပြင်ခိုမတွေလည်းသေးနေတာပဲဗျအဲ့ဒါသေတော့သူစိတ်ဆင်းရဲလားမဆင်းရဲဘူးဘသူခိုသေးလို့သူစိတ်ဆင်းရဲတာလဲငါခိုသေးလို့စိတ်ဆင်းရဲတာအဲ့ဒီငါခိုဆိုတာကိုကစပြီးတော့ဆက်သွယ်မှုတန်ရောစဉ်ပေါ့ဗျာဟုတ်လားအဲ့ဒီတော့အဲ့ဒီတန်ရောစဉ်တဏှာတရားကြောင့်သူစိတ်ဆင်းရဲတာလို့အကြောင်းမှန်ကိုတွေ့တော့သူအကြောင်းသူစဉ်းစားတာနော်ဒကမကြီးများဒီတဏှာတန်ရောစဉ်ကိုငါပေတတ်မယ်နှိပ်ကွမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါဦးဇင်းတို့ဘုရားလောင်းရဲ့အကြောင်းကိုရောက်လာတာတဲ့သူ့ရဲ့ဥပုသ်ဆောင်ခြင်းရည်ရွယ်ချက်တဏှာတန်ရောစဉ်တွေကိုစွန့်ခွာဖို့နှိပ်ကွဖို့အနိုင်ယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းကိုရောက်လာတာဥပုသ်တွေဥပုသ်ဆောင်ကြတဲ့အခါမှာဒီလိုရည်ရွယ်ချက်လေးတွေရှေးတုန်းကရှိခဲ့ဘူးတယ်ဆိုတာလေးကိုသတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကခိုးရဲ့ရောက်လာခြင်းအကြောင်းနောက်ထပ်ရောက်လာတာကမွေတကောင်ရောက်လာတယ်အဲ့ဒီမွေကရှင်သာရိပုတ္တရာဖြစ်လာမဲ့မွေသူကဘာလို့ရောက်လာတော့ဆိုတော့တောထဲမှာသူ့နေရာသူနေတာပါပဲအဲ့ဒါအဲ့ဒီရွာနီးနားကလူတွေက
တကူလုံးဆွတ်ဆွတ်ဖြူနေတဲ့နွားလာဥဒ္ဒဖကြီးကိုပန်းနေပန်းဆေးရောင်စုံလေးချဲပြီးတော့ပူဇော်ကြတာတဲ့ဗျာဥစီကုံမောင်းနေတီးပြီးတော့အဲ့ဒါနွားကြီးကလည်းပျော်လွန်းလို့ခုံပေါက်ပြီးတော့တခါလဲဂျိုတွေပါတွေတွေ့ခွာတွေပါတွေရက်တော့စောစောတုန်းကအိတ်နေတဲ့မွေရဲ့အမီးကိုတက်နေမိတာအဲ့ဒီမှာစိတ်တူပြီးတော့ဒေါသကိုမထိန်နိုင်မဲနဲ့အဲ့ဒီနွားကြီးကိုပေါက်လိုက်တာအဲ့ဒီနွားကြီးဟာအဲ့ဒီနားတင်ပွဲချင်းပြီးသေချတယ်နွားကြီးသေတော့လူတွေကလည်းပဲဟာနွားကြီးသေတယ်ဆိုစိတ်မကောင်းဖြစ်တဲ့လူကဖြစ်ငိုတဲ့လူကငိုဒီလိုဖြစ်တယ်အဲ့ဒါကိုတဏှာကနေမွေကကြည့်ပြီးတော့ဩကြည့်စမ်းနွားကြီးလည်းသေရလူတွေလည်းစိတ်မကောင်းဖြစ်ရတယ်ငါလည်းပဲငါလှုပ်ရဲ့အတွက်စိတ်မချမ်းသာဖြစ်ရတယ်ဒီလိုအကျိုးနည်းမှုတွေစိတ်ဆင်းရဲမှုတွေဘာကြောင့်ဖြစ်တာလဲလို့သူကလည်းအကြောင်းရှာတယ်သူအကြောင်းသူတွေးနေတာနော်အဲ့ဒီမှာအဖြေတွေ့တယ်ငါရဲ့ဒေါသငါရဲ့မထိန်နိုင်မသိမ့်နိုင်တဲ့ဒေါသအဲ့ဒီဒေါသကြောင့်ငါသူတစ်ပါးနှစ်ဦးသားဆင်းရဲသွားကြတာဒီဒေါသကိုငါနှိပ်ကွမယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာဥပုသ်ဆောင်ခြင်းရဲ့ရည်ရွယ်ချက်လေးတွေကောင်းတယ်နော်ဒီနေရာမှာပြောတာကတော့ကိုယ်အကြောင်းကိုစဉ်းစားကိုယ်မကောင်းမှုကနေကိုယ်လွတ်အောင်ယုံတာဆိုတာလေးကိုပြောနေတာဟုတ်လားနောက်ရောက်လာတာကမြေခွေးရှင်မဟာမောက္ကလံဖြစ်လာမဲ့မြေခွေးဘယ်နဲ့ကြောင့်ရောက်လာလဲဆိုတော့သူကတနေ့အစာရှာထွက်တယ်စင်သေးကြီးတကောင်တွေ့တယ်အဲ့ဒါသူကြိုက်ကြည့်တယ်ဘလို့မှကြိုက်လို့မရဘူးစင်ကြီးကသေးနေတာကြတော့မာတောင်းပြီးတော့နေတာနှာမောင်းကြိုက်လို့မရခြေတော့ကြိုက်လို့မရဗိုက်ကြိုက်လို့မရအဲ့ဒါနဲ့ပေါင်ကြားတဲ့ကိုကြိုက်လိုက်တော့ကြိုက်လို့ရတယ်အဲ့ဒါနဲ့အဲ့ဒီဝိစ္စမဲ့အပေါက်ကနေပြီးတော့ဗိုက်သေးကိုဝင်သွားတာအဲ့ဒီမြေခွေးကအဲ့ဒါရေစာရင်သွေးကိုတော့အစာရှာအစာစားလို့ရှိရင်ကလီစာတွေကိုစားပြီးတော့အဲ့ဒီထဲမှာပဲအိပ်ပြီးတော့နေတာဗျာအဲ့ဒါနေကြီးကကြစ်ကြစ်တော့ပူတဲ့အခါကျတော့သူဝင်ခဲ့တဲ့အပေါက်ကြီးကရှုံးပြီးတော့တဖြည်းဖြည်းနဲ့ပိတ်သွားတာပိတ်သွားတော့မှောင်မဲပြီးတော့သူအဲ့ဒီမှာကြောက်ကြောက်လန့်လန့်နဲ့အတင်းတိုးထွက်တယ်ဘယ်လိုမှထွက်မရဘူးအဲ့ဒါနဲ့အဲ့ဒီထဲမှာသူလန့်ကြောက်ပြီးတော့တရက်နှစ်ရက်သူနေရတယ်အင်မတန်ထွက်ချင်တယ်အဲ့ဒါကံကောင်းတော့မိုးကြီးကပြုံးနဲ့ရွာချတော့အဲ့ဒီအပေါက်ကြီးကပြန်ပွားပြီးတော့ပွင့်သွားတယ်အဲ့ဒါအပေါက်ကြီးကျေအောင်သူမစောင့်နိုင်ဘူးအလောတကောအတင်းတိုးထွက်တာတိုးထွက်တော့အရေခွန်တွေပါတွေစုပ်ပြက်ပြီးတော့အမွှေးတွေပါတွေကျွတ်ပြီးတော့သွေးတန်ရဲရဲနဲ့ကြီးကျယ်တဲ့ဆင်းရဲကိုသူခံစားရတယ်တဏှာရောက်မှအဲ့ဒီဆင်းကြီးကိုသူကြည့်ပြီးတော့ကြည်စမ်းဆင်းရဲလိုက်တာဒီစိတ်ရဲ့ဆင်းရဲကိုယ်ရဲ့ဆင်းရဲဘာကြောင့်ဖြစ်တယ်လဲတဲ့သူအကြောင်းသူစဉ်းစားတာအဲ့ဒီတော့ဘာတွေ့လဲဆိုတော့မစင်မချင်လိုချင်တဲ့လောဘဘာကိုသွားတွေ့လဲလောဘကိုသွားတွေ့တာဒီလောဘကြောင့်ငါဆင်းရဲရတာဒီလောဘကိုငါနှိပ်ကွပ်မယ်ဆိုပြီးတော့သူကအကြောင်းကိုရောက်လာတာနောက်ထပ်စတုထမြောက်ရောက်လာတာကဝက်ဝင်ကြီးရှင်မဟာကတ္တပဖြစ်လာမဲ့ဝက်ဝင်ကြီးဘယ်နဲ့ကြောင့်သူကရောက်လာလဲဆိုတော့သူ့တောထဲမှာစားလျာတွေဒီလောက်များနေတာကိုသူကဘယ်လိုစဉ်းစားလဲဆိုတော့လူတွေနေတဲ့ရွာတဲ့ရက်ထဲကိုသွားပြီးတော့အစာရှာရရင်ကောင်းကောင်းမွန်မွန်ဘာလေးများတွေ့မလဲမသိဘူးဆိုပြီးတော့လူတွေနေတဲ့ရွာထဲကိုသွားပြီးတော့အစာရှာတာအဲ့ဒီမှာလူတွေကဒုတ်တွေခဲတွေဓာတ်တွေနဲ့သူ့ကိုလိုက်ကြတာဝက်ဝင်ကြီးဆိုပြီးတော့စားမယ်ဆိုတော့လိုက်တာအဲ့ဒါဝက်ဝင်ကြီးပြေးရတယ်ပြေးရင်နဲ့ပေါက်လိုက်တဲ့ခဲတလုံးကသူ့ရဲ့ခေါင်းကိုမှန်းပြီးတော့ခေါင်းဟက်တဲ့ကွဲတယ်သွေးဆက်လက်နဲ့ဆက်ပြေးတယ်ကံကောင်းတော့လွတ်သွားတယ်အဲ့ဒါတိုးတဲ့ရောက်တော့သူထိုင်ပြီးတော့စဉ်းစားတယ်ခွေးပြေးဝက်ပြေးသေပြေးရှင်ပြေးပြေးခဲ့ရတာသွေးတွေလည်းထွက်လို့ဒီဆင်းရဲဘာကြောင့်တွေ့တယ်လဲလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့စာထဲကသုံးနှုံထားတယ်ဗျာအတိလောဘတဲ့ပိဋကဘာတဲ့တော့အတိလောဘဆိုတာကရှိတဲ့ရှိတိုက်တဲ့လောဘထက်ပိုပြီးတော့လွန်ကဲတဲ့လောဘပေါ့ဗျာဟုတ်လားစာဝတ်နေရေးမှာမပြည့်စုံတဲ့လူကကားစီးကျင်တာမျိုးဖြစ်ခြင်းဖြစ်မယ်ပေါ့ဟုတ်လားအေးအဲ့လိုမျိုးကိုယ်နဲ့မတန်မရာတွေမှန်းပြီးတော့စိတ်ရဲ့ပူလောင်မှုကိုကြံ့ကြံ့ဖန်ဖန်ယူကြတဲ့လူတွေအတိလောဘဒါမျိုးပြောတာနော်အဲ့ဒီအတိလောဘကြောင့်ငါဆင်းရဲတာလို့ဝက်ဝင်ကြီးကသိတော့အဲ့ဒီအတိလောဘကိုနှိပ်ကွပ်မယ်ဆိုပြီးတော့ကျောင်းကိုရောက်လာတာတိရစ္ဆာန်၄ကောင်ရောက်လာတယ်နော်အဲ့ဒီနေ့မှာပဲထူးထူးခြားခြားဦးဇင်းတို့ဘုရားလောင်းကြီးကဇံအပိန်ရင်ရတယ်ဘာကြောင့်ရတယ်လဲဆိုတော့သူ့ရဲ့မာနကိုနှိပ်ကွပ်နိုင်လို့
အဲ့ဒါသူတယောက်တည်းနဲ့နှိတ်ကွတာတော့မဟုတ်ဘူးဗျအကြောင်းအထောက်ပံ့အရှင်ပြည့်စေကဗုဒ္ဓတပါးကလာပြီးတော့ကူညီတာနန္ဒမူလှိုင်ကူမှာတရင်သုံးတော်မူတဲ့ပြည့်စေကဗုဒ္ဓမြတ်တေတဲကတပါးလှမ်းပြီးတော့ကြည့်တဲ့အခါကျတော့ဘုရားလောင်းကိုမြင်တယ်ကြည်သာမြင်းကောင်းခွာလိပ်ပန်းကောင်းအညွန့်ကြိုးဖြစ်နေတာဉာဏ်ပညာကြီးကျယ်ပါလဲကဲနဲ့မာနကရှေ့ကခံနေလို့ဇံပင်ရင်မရရှာဘူးငါသွားပြီးတော့ကူညီမယ်ဆိုပြီးတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကကောင်းကင်ခကြီးကနေဇံရင်စီးပြီးတော့ကြွလာတာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကြီးကသင်္ကန်းကျောင်းလေးထဲမှာနေနေတာကျောင်းရဲ့ဘေးမှာခင်းထားတဲ့ကြောက်ဖြာကြီးပေါ်မှာအဲ့ဒီရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတရင်သုံးတယ်ရှောတီသင်္ကန်းတန်ကြားတော့ဘုရားလောင်းရတိကကျောင်းထဲကနေထွက်လာကြည်စမ်းငါနေရာကိုငါမပေးဘဲနဲ့ပိုင်စိုးပိုင်နဲ့ဝင်ပြီးတော့ထိုင်နေလိုက်တာပင်ကိုကမှမာနကခက်ကြီးကြီးဆိုတော့ပြုံးမနဲ့သူ့ကိုဥထိတ်မထားရမလားဆိုတဲ့အတွေ့ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါသူ့အင်မတန်စိတ်တူတယ်ဘုရားလောင်းကြီးအဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးရှိကိုသွားပြီးတော့လက်ဖြစ်တီးပြီးတော့ဟဲသူရုပ်ပြက်လေလောဟဲလူရုပ်မှာဒီနားမနေနဲ့သွားလို့ပြောတာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကသူတော်ကောင်းသင်ပေါင်းမဲ့ကြောင့်ဒီလောက်မာနတွေကြီးနေတာလေတကယ်ဆိုရင်သင်ဟာလာမဲ့ဗဒ္ဓကဘာမှာလေးစုမြောက်ပွင့်မဲ့ဂေါတမဗုဒ္ဓဘုရားအလောင်းမဲ့သင်ရဲ့အဖေကဘယ်သူဖြစ်လိမ့်မယ်သင်ရဲ့အမေကဘယ်သူဖြစ်လိမ့်မယ်လက်ဝဲရံကဘယ်သူလက်ရရံကဘယ်သူဖြစ်လိမ့်မယ်လို့အနာဂတ်တွေကိုလာပြောနေတာအဲ့ဒါကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်မာနတွေကနားကိုပိတ်ဆို့ထားတာနေမှာပေါ့ဗျာဟုတ်လားဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲဘာမှမမေးဘူးဒီတိုင်းကြီးတိုင်ကြီးတိုင်ထောင်ထားသလိုတောင့်တောင့်ကြီးရက်နေတာမာနကြီးတဲ့လူဆိုတာအင်မတန်ခက်ထန်တယ်အင်မတန်တောင့်တင်းတယ်နေတာထိုင်တာကြီးကိုကစားတောင့်တောင့်တင်းတင်းကြီးအဲ့လိုဖြစ်တတ်တယ်ဟုတ်လားမြင်ရရင်မနှစ်မြို့เสียရပုံတရံမာနကဖြစ်စေတယ်ဟုတ်လားတခါကြီးမိုက်များကျမ်းဂန်နေတဲ့ကတော့မာနကြီးတဲ့လူကိုမြင်လို့ရှိရင်ပတ်ဝန်းကျင်ဟာအစိတ်ပြင်းထန်တဲ့မွေးတကောင်ကိုမြင်တယ်လို့မျိုးတုံ့ပြန်တတ်တယ်လို့အဲ့ဒါလိုဥပမာပေးတယ်မာနကြောက်စရာကောင်းတယ်နော်အတိညာဝင်ပေါက်တွေကိုလည်းပိတ်တတ်တယ်နော်အဲ့ဒီလိုပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘယ်နဲ့ကြောင့်မာနကြီးနေတာတော့သင်ဘုရားလောင်းပဲလို့ပြောတာကိုဘုရားလောင်းကြီးကမကြားတစ်ချက်ကြားတစ်ချက်ဒီတိုင်းကြီးဖြစ်နေတာအဲ့ဒီတော့မှပြည့်စေကအရှင်မြတ်ကပြည့်စေကဗုဒ္ဓအရှင်မြတ်ကရုတ်တရက်ကောင်းဝင်ကိုပြန်ပြီးတော့ခြေပေါ်တော်မှာကပ်နေတဲ့မြူမုံတွေကိုဘုရားလောင်းရသက်ရဲ့စံကြည်ကြားကိုကြအောင်တကိုးနဲ့ဖန်ဆင်းလိုက်တယ်အဲ့ဒါမော့ကြည့်တော့မျက်နှာပေါ်ကိုမြူမုံတွေကြအဲ့ဒီတော့မှဘုရားလောင်းကြီးကကြည်စမ်းငါမာနတွေဒါကြည်နေတာငါပါလဲသူပါလဲအဲ့ဒီမှာစဉ်းစားတာဟုတ်လားငါမာနသာကြည်နေတာငါမှဘာစွမ်းမှလည်းမရှိအဲ့ဒီလိုသူစဉ်းစားတယ်နော်အဲ့ဒါနဲ့ဒီနေ့ဒီရဲ့အထိငါဇံပင်ရင်မရတာဒီမာနကြောင့်ပဲဒီမာနကိုငါနှိပ်ကွမယ်ဆိုပြီးတော့ကျောင်းသင်္ကန်းထဲကိုဝင်သွားတာသူအမှားသူတိသွားတာနော်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကတော့ကောင်းကင်ပြန်ကြွသွားပြီငါဘာမှလည်းမမေးလိုက်ရဘူးအဲ့ဒါနဲ့သင်္ကန်းကျောင်းထဲရောက်တော့တရားနှလုံးကျင့်သုံးလိုက်တာအဲ့ဒီနေ့မှာပဲဇံပင်ရင်ရတယ်ပိဋကရဲ့ကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကနေကိုယ်ဘာဖြစ်သွားတာလဲယုံထွက်သွားကြတာမကောင်းဘူးလားအဲ့ဒီမှာဘုရားလောင်းကကျောင်းသင်္ကန်းပြင်မဲ့ထွက်တော့ခုနတုန်းကသရဝါလေးကောင်ကိုတွေ့တယ်အကျိုးအကြောင်းမေးတယ်ပိဋကတို့ကိုဦးဇင်းတို့ပြောပြီးပါပြီနော်ဒါကြောင့်သူတော်ကောင်းတွေဆိုတာကိုယ်အကြောင်းကိုစဉ်းစားပြီးတော့ကိုယ်မကောင်းတာကိုမှန်ကြည့်ပြီးတော့အလှပြင်းတဲ့လူလင်မျိုးလုံမပြိုးလို့မတင့်နေတာတွေမတတ်ရတာတွေကိုအမြန်ပဲဖယ်ရှားဖြစ်တဲ့အလေးရှိတယ်လို့ဒါလေးကိုသဘောပေါက်ပြီးတော့ကိုယ်မကောင်းတာကိုကိုယ်ဖယ်ရှားဖို့ကြိုးစားရမယ်ဟုတ်ရဲ့လားနောက်တစ်ချက်ကိုယ်ကောင်းတာကိုကိုယ်စဉ်းစားပြီးတော့အားဖြစ်ဖို့လဲလိုသေးတယ်ဟုတ်ရဲ့လားကိုယ်ကောင်းတာကိုကိုယ်စဉ်းစားပြီးတော့ဘာဖြစ်ရမလဲအားဖြစ်ရမယ်ဗျကိုယ်ဒါနတွေပြုထားတာမရှိဘူးလားပြန်တွေးပြီဆိုရင်ဘာဖြစ်လဲဝမ်းသာတယ်စာကာနုတ္တိဘာဝနာကိုဖြစ်တာဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲဒါနနဲ့ဘာဝနာနဲ့ဘယ်ဟာကမြတ်လဲ
ဘာဝနာကမြတ်တယ်လှုပ်တုံးကဒါနလှုပ်တယ်ပြန်စဉ်းစားတော့ဘာဝနာကိုဖြစ်တယ်စာကနုတ္တိဘာဝနာကိုဖြစ်တယ်အရင်နဲ့အမျက်ကအတိုးကပိုကြီးနေတဲ့အဓိပ္ပာယ်ဟုတ်လားကိုယ့်ရဲ့သီလကိုကိုပြန်စဉ်းစားရင်ဘာဖြစ်လဲသီလနုတ္တိဖြစ်တယ်ဘာဝနာကိုဖြစ်တယ်ကိုကောင်းတာကိုကိုသိရတာဟာအင်မတန်ကြီးကျယ်တဲ့အမျက်ကိုရတယ်လို့ပြောချင်တာဟုတ်လားဒါကြောင့်ကိုဒါနကိုကိုစဉ်းစားရမယ်ကိုရဲ့စွန့်လွတ်နိုင်စွမ်းအားပေါ့နော်ကိုသီလကိုကိုပြန်စဉ်းစားရမယ်ကိုရဲ့စောင့်စည်းနိုင်စွမ်းအားပေါ့နော်ဟုတ်လားမြတ်စွာဘုရားကတော့ညွှန်ကြားပါတယ်ဗျာနတ်တွေရှိတယ်သူတို့ကောင်းလို့နတ်တွေဖြစ်သွားတာသူတို့မှသာလျှင်နတ်ပြည်ရောက်ကြောင်းကောင်းမှုတွေရှိတာမဟုတ်ဘူးငါမှလည်းပဲကောင်းမှုတွေရှိတယ်လို့နတ်တွေကိုတတ်သိအရာထားပြီးတော့ကိုကောင်းတာကိုကိုစဉ်းစားရင်လည်းဘာဝနာဖြစ်တယ်အဲ့ဒါဘာဘာဝနာလဲဒေဝတာနုတ္တိဘာဝနာဖြစ်တယ်ဟုတ်ရဲ့လားဘဝင်မြင့်ဖို့ပြောနေတာလားအားဖြစ်ဖို့ပြောနေတာလားအေးကိုကောင်းတာကိုကိုတကယ်မြင်လို့ရှိရင်စဉ်းစားမိရင်အားတကယ်ဖြစ်တယ်ဗျဟုတ်လားဒါကြောင့်ကိုလှုပ်ထားတဲ့ကောင်းမှုကလေးတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားကြရမယ်နော်ဟုတ်လားဒါနနဲ့ပတ်သက်ပြီးတော့လဲစဉ်းစားသီလနဲ့ပတ်သက်ပြီးတော့လဲစဉ်းစားဟုတ်ရဲ့လားအခုဆိုကြပါစို့ဓမ္မဒါနအလှရှင်များဒါဥစဉ်ကရှေ့ကမြင်နေတော့ပြောခြင်းစိတ်ပေါက်သွားတယ်ကိုလှုပ်လိုက်တဲ့ဒီလှုပ်ရကြောင့်တရားနာနေတဲ့ပုဂ္ဂိုလ်တွေဒီခွေကနေတစ်ဆင့်နာကြမဲ့ပုဂ္ဂိုလ်တွေအများကြီးအသိဉာဏ်တိုးတယ်လို့ကိုယ်လှုပ်ရက်ကိုကိုစဉ်းစားလိုက်ရင်စိတ်ထဲမှာအားမဖြစ်ဘူးလားအဖြစ်တယ်အသိဉာဏ်ကိုဝေတာဗျတန်ဖိုးအရှိဆုံးကိုပေးတာဗျပစ္စည်းတွေအများကြီးပုံပေးတာတဲ့အသိဉာဏ်ကိုပေးတာကမြတ်တယ်ဗျဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့အသိဉာဏ်ဆိုတာတန်ဖိုးဖြတ်လို့မရဘူးပစ္စည်းဆိုတာတန်ဖိုးဖြတ်လို့ရတယ်ပစ္စည်းဆိုတာကုံသွားတဲ့သဘောရှိတယ်အသိဉာဏ်ဆိုတာကုံသွားတဲ့သဘောမရှိဘူးလူသာသေးသွားတဲ့နောက်ဘဝတည်ဆက်တဲ့အသိဉာဏ်ကအဲ့ဒီအသိဉာဏ်ဆက်သွားတာကိုပဲပညာပါရမီတွေထူးတယ်လို့ပြောတာပစ္စည်းဆိုတာအလွန်ဆုံးခံဒီတဘဝပဲနော်ဒါကြောင့်ပစ္စည်းတဲ့အသိဉာဏ်ကအစစအရာရာအကြီးအသွေးတာတဲ့အတွက်ကြောင့်ပစ္စည်းကိုပေးတာတဲ့တရားအသိဉာဏ်ကိုပေးတာဟာမနှိုင်းစာနိုင်လောက်အောင်အကျိုးကြီးတယ်